မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ဒေါက်တာဟိန်းသက်စောဖြစ်ပါတယ်မင်္ဂလာပါရှင်ကျွန်မကတော့ဒေါက်တာရွှေဆောင်ဖြစ်ပါတယ်ယနေ့ကျွန်တော်တို့တွေကထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်ထိုင်းကျန်းမာရေးစောင့်ရှောက်မှု system မှာဒီဆေးရုံဆေးခန်းတွေမှာကလေးကိုယ်ဝန်ဆောင်တဲ့အခါဘယ်လိုစောင့်ရှောက်မှုပေးလဲမိဖွားတဲ့အခါဘယ်လိုစောင့်ရှောက်မှုပေးလဲအဲ့ဒါအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ ਨੇ ပြီးတော့မိခင်နဲ့ကလေးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုကျွန်မကမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံမှာမွေးဖွားတဲ့ကလေးတွေအတွက်သူတို့မွေးစင်းမှတ်ပုံတင်လုပ်မယ်ဆိုရင်ဒီထိုင်းနိုင်ငံမှာမွေးဖွားကြောင်းပေါ့နော်ဆေးရုံဆေးခန်းတွေကထုတ်ပေးတဲ့ထော်တော်နူထော့နူပေါ့နော်ထော်တော်1မြင်းဆောင်1ပေါ့နော်တစ်မြင်းဆောင်တစ်လို့ခေါ်တဲ့စာရွက်စာတမ်းတစ်မျိုးဆေးရုံဆေးခန်းတွေမွေးတဲ့ဆေးရုံကနေထုတ်ရမယ်နောက်တစ်ချက်ကကြတော့သူတို့ရဲ့ဒီသူတို့နေထိုင်တဲ့နေရာရဲ့ဒီခရိုင်ယုံအမ်ဖဲပေါ့နော်ခရိုင်ယုံဒါမှမဟုတ်မြို့နယ်ယုံထီးစပန်းလို့ခေါ်တယ်အဲ့နေရာတွေမှာသွားပြီးတော့ဒီမွေးစင်းမှတ်ပုံတင်ခြင်းကိုပြုလုပ်ရမှာပေါ့နော်မွေးစင်းမှတ်ပုံတင်ခြင်းလုပ်ဖို့အတွက်ဆိုရင်ကလေးမိဘတွေရဲ့ passport ပေါ့နော် passport ကိုမိတ္တူလို့တယ် passport ကိုဒီအရှိမျက်နှာနဲ့ဒီ visa မျက်နှာတွေကိုတေချာမိတ္တူပါအောင်မိတ္တူဆွဲရမယ်နောက်ပြီးတော့ဒီဘာသာပြန်ရမှာပေါ့နော်အဲ့ဟာကိုထိုင်းဘာသာတို့ပြန်ရမယ်ဒီမြန်မာတန်ရုံကနေထောက်ခံတဲ့ဒီကုမ္ပဏီတွေ agency တွေကနေပဲပြန်ရမယ်ပေါ့နော်အဲ့လိုဘာသာပြန်ခြင်းကိုလုပ်ရမယ်နောက်ပြီးတော့အဲ့ဒီဘာသာပြန်ထားတဲ့စာရွက်နဲ့အတူဒီအလုပ်ရှင်ရှိတယ်ဆိုရင်အလုပ်ရှင်ရဲ့ဒီကုမ္ပဏီရဲ့ပေါ့နော်ကုမ္ပဏီရဲ့ဒီ registration လုပ်ထားတယ်ပေါ့နော်ကုမ္ပဏီရဲ့ registration လုပ်ထားတဲ့မှတ်ပုံတင်ပေါ့နော်ကုမ္ပဏီမှတ်ပုံတင်မိတ္တူလေးနဲ့နောက်တစ်ခုကကြတော့ဒီကုမ္ပဏီရဲ့အိမ်မှတ်ပုံတင်မိတ္တူပေါ့နော်ကုမ္ပဏီရဲ့အိမ်နောက်စုစည်းလို့လည်းခေါ်ပါတော့ကုမ္ပဏီရဲ့ house registration copy ပေါ့နော်အဲ့ဒါလေးတွေကိုယူလာဖို့လိုတယ်ပေါ့နော်နောက်တကယ်လို့အလုပ်ရှင်ကဒီကုမ္ပဏီမဟုတ်ဘဲနဲ့သူတဲ့အလုပ်ရှင်ပေါ့နော်တတိပုဂ္ဂလအလုပ်ရှင်ဖြစ်မယ်ဆိုရင်သူ့ရဲ့ဒီထိုင်းနိုင်ငံအမျိုးသားမှတ်ပုံတင်ကတ်ပေါ့နော် National ID ကတ်အဲ့ဒါရဲ့မိတ္တူကိုယူလာရမယ်ပြီးတော့အလုပ်ရှင်ရဲ့ပေါ့နော်အလုပ်ရှင်ရဲ့မိတ္တူယူလာရမယ်ပြီးတော့သူ့ရဲ့မိတ္တူတွေအကုန်လုံးကိုတို့ကလက်မှတ်ထိုးပေးဖို့လိုတယ်အလုပ်ရှင်ကမိတ္တူတွေကဒီမိတ္တူအမှန်ဖြစ်ကြောင်းလက်မှတ်ထိုးဖို့လိုရမယ်ဒီစာရွက်စာတမ်းတွေအကုန်လုံးကိုပြီးရင်နောက်တစ်ခုကကြောင့်ဒီကလေးကိုသူ့ရဲ့အလုပ်ရှင်ကဒီပေါ့နော်သူ့ရဲ့အိမ်နောက်စီမှာထပ်ခွင့်ပြုကြောင်းပေါ့နော်စာရွက်စာတမ်းမှာစာရေးပြီးလက်မှတ်ထိုးတာလေးပါရမယ်ပေါ့နော်အဲ့ဒါလေးလိုအပ်ပါတယ်ဆရာမဟုတ်ကဲ့ပေါ့နော်ဆရာတကယ်လို့ပန်းရောက်ကကင်ထားလူတွေအတွက်ဆိုရင်ရောဘယ်လိုလုပ်လို့ရနိုင်လဲဆရာဟုတ်ကဲ့ဆရာမတကယ်လို့ကလေးအဖေမေတွေကဘန်းရောက်ကကင်ဆောင်ထားတဲ့လူတွေဖြစ်မယ်ဆိုရင်ခုန passport လိုမျိုးပေါ့နော်ဘန်းရောက်ကရဲ့သူအရှိအနောက်မိတ္တူလိုပါပေါ့နော်ဘန်းရောက်ကရဲ့အရှိအနောက်မိတ္တူ copy လိုတယ်နောက်အလုပ်ရှင်ရဲ့ဒီအလုပ်ရှင်ကဒီ organization ပေါ့နော်ကုမ္ပဏီတစ်ခုဖြစ်မယ်ဆိုရင်ဒီကုမ္ပဏီရဲ့ဒီ registration ကုမ္ပဏီမှတ်ပုံတင်ထားတယ်ပေါ့နော်ကုမ္ပဏီမှတ်ပုံတင်ထားတဲ့စာရွက် copy လိုမယ်နောက်ပြီးတော့အဲ့ copy ပေါ်မှာကုမ္ပဏီရဲ့လက်မှတ်ထိုးပေးရမှာပေါ့နော်ဒီမိတ္တူမှန်ကန်ကြောင်းလက်မှတ်ထိုးပေးရမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီကုမ္ပဏီရဲ့ဒီ house registration ခေါ်တဲ့ဒီကုမ္ပဏီရဲ့အိမ်အောင်စုမိတ္တူပေါ့နော်ကုမ္ပဏီရဲ့အိမ်အောင်စုမိတ္တူအဲ့ဒါလေးလိုတယ်နောက်ပြီးအဲ့မိတ္တူပေါ်မှာလည်းကုမ္ပဏီရဲ့စီးတွေနဲ့အဲ့မှန်ကန်ကြောင်းပေါ့လက်မှတ်တွေထိုးပေးဖို့လိုအပ်တယ်နောက်တစ်ခုကကြတော့သူကျွန်တော်တို့ဒီတကယ်လို့အလုပ်ရှင်ကတတိပုဂ္ဂလဖြစ်မယ်ဆိုရင်ပေါ့အဲ့ဒီအလုပ်ရှင်ရဲ့ဒီထိုင်းနိုင်ငံသားထိုင်း National ID ကတ်ပေါ့နော်သူတို့ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ်လိုတယ်အဲ့ဒါမိတ္တူလိုတယ်နောက်တစ်ခုကျတော့ဒီအလုပ်ရှင်ကလက်မှတ်ထိုးထားတယ်ပေါ့နော်ဒီကလေးကိုသူ့ရဲ့အိမ်နောက်စင်းနဲ့ထည့်ခွင့်ပြုတယ်ဆိုရင်လက်မှတ်ထိုးထားတဲ့စာရွက်လေးအဲ့ဒါလေးလိုရတယ်ပေါ့နော်အရေးကြီးတာကစာရွက်စာတမ်းတွေယူပြီးတော့ကိုယ်တိုင်လာလုပ်ဖို့အရေးကြီးတာပေါ့နော်သူများနဲ့မထည့်ပေးလိုက်ပဲနဲ့အဲ့မိခင်နေဖခင်တွေကိုယ်တိုင်လာလုပ်ဖို့အတွက်အရေးကြီးတာပေါ့နော်ခင်ဗျဆဲယူတွေကပေါ့နော်မိခင်တွေကိုသူတို့နဲ့သူတို့ရဲ့ကလေးတွေအတွက်ဆိုပြီးတော့ပန်းရောင်မှတ်တမ်းစာအုပ်လေးတွေပေးထားရရှိပန်းရောင်စာအုပ်လေးပေါ့နော်ပန်းရောင်စာအုပ်လေးတွေအဲ့ပန်းရောင်စာအုပ်လေးတွေကိုအမေတွေအနေနဲ့တိတ်တိတ်ကြကြသိသိထားဖို့လိုအပ်ပါတယ်ဘာလို့ရေးကြီးလဲဆိုတော့အဲ့ဒီပန်းရောင်စာအုပ်မှာကလေးတွေရရှိထားတဲ့ကာကွယ်ဆေးတန်းကိုမှတ်တမ်းတင်ထားမှာဖြစ်ပါတယ်အဲ့ဒီအပြင်မှာပဲကလေးတွေရဲ့ကြီးထွားဖော်ပြတိုးတက်မှုတွေပေါ့နော်သူ့ရဲ့အချိန်နဲ့အမျှလိုက်ပြီးတော့မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်အားကြောင့်မို့လို့အမေတွေကဆရာဝန်စီသွားတဲ့အခါဒါမှမဟုတ်လို့ရှင်လဲဆေးရုံဆေးခန်းတွေသွားတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီပန်းရောင်စာအုပ်လေးတွေကိုပေါ့နော်မဖြစ်မနေယူသွားပေးဖို့လိုအပ်ပါတယ်ဟုတ်ကဲ့တေချာယူရအောင်ပေါ့နော်အကောင့်တိုင်းဟုတ်ကဲ့ဆရာမနောက်ပြီးတော့လေတို့ဒီကလေးတွေကိုကာကွယ်ဆေးထိုးပြီးတဲ့အခါကျရင်တချို့ကလေးတွေဖျားတာတွေပါဖြစ်တာပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့မိဘတွေကစိုးရိမ်ကြတာရှိတယ်အဲ့တော့ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုထိုးပြီးတဲ့အခါကျရင်ကလေးဖျားမှကြောက်လို့စိတ်ပူတာတွေရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာမပြောပြပေးပါခင်ဗျာတစ်ချက်နော်ကာကွယ်ဆေးထိုးပြီးတော့နိုင်ရင်ငယ်ကြရင်တော့လေကလေးတွေဖျားလာတတ်တယ်ပေါ့နော်အမေတွေကအဲ့ဒါကိုတတိထားမိတယ်ပေါ့နော်စိတ်ပူကြတာပေါ့ပြီးဖျားတယ်စိတ်ပူကြတယ်တကယ်တော့အဲ့ဒါကစိတ်ပူဖို့မလိုပါဘူးကာကွယ်ဆေးထိုးပြီးဖျားတာဒီကလေးတွေရဲ့သူ့ရဲ့ပုံမှန်တုတ်ပြန်မှုတစ်ခုပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့
အားဆိုရင်စိတ်ပူစရာမလိုဘူးပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ဆရာရေပေါ့နော်ခုကလေးမွေးရည်လည်းပြီးသွားပြီဆိုတော့ရေရှည်မိသားစုစီမံကိန်းအနေနဲ့တားဆက်ချတဲ့ဒေတာတွေကဘာလို့အရေးကြီးလဲပေါ့နော်ဆရာပြောပြပေးပါအောင် ဟုတ်ကဲ့ဆရာမဒီရွှေပြောင်းအလုပ်သမားတွေပေါ့နော်အနေနဲ့ဒီတားဆက်ချဖို့အရေးကြီးတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီကလေးမွေးပြီးတဲ့အခါကျရင်သူတို့လုံလောက်တဲ့ဆောက်ရှောက်မှုတွေကလေးကိုပေးနိုင်ဖို့အတွက်ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာလိုအပ်တဲ့တားဆက်ချမှုတွေလိုအပ်တယ်အဲ့ဒါမှသာလျှင်ကိုကကလေးသူ့ချင်းစီကိုအပြည့်အဝလုံလောက်တဲ့ဆောက်ရှောက်မှုတွေပေးနိုင်တာပေါ့နော်အဲ့တော့တားဆက်ချနီလန်းတွေကိုကျွန်တော်တို့ပြောမယ်ဆိုရင်တားဆက်ချနီလန်းရေတိုတားဆက်ချနီလန်းနဲ့ရေရှည်သားဆက်ချာနီလန်းဆိုပြီးနှစ်မျိုးရှိတာပေါ့နော်ရေတိုသားဆက်ချာနီလန်းနေနဲ့မျိုးသမီးတွေဆိုရင်ဒီလိုဆေးလေးတွေတောက်လို့ရတယ်အဲဒီဆေးမှာဆိုရင်ကျွန်တော်တို့သားဆက်ချာဆေးတွေမှာမြားလေးတွေပါတာပေါ့နော်ဒီမြားလေးရဲ့အတိုင်းတစ်ရက်တစ်လုံးတောက်သွားရုံပဲအဲ့ဒီမှာဆိုရင်ကိုဝန်ဆောင်ပြီးကလေးမွေးပြီးလို့6ပတ်ကနေစပြီးတော့ဒီဆေးကိုစတောက်လို့ရပြီပေါ့နော်သားဆက်ချာဆေးကလေးမွေးဝန်ဆောင်ပြီးမိခင်တွေနော်ကလေးမွေးပြီးသားမိခင်တွေအတွက်6ပတ်ပြည့်ပြီဆိုရင်ဒီဆေးကိုစတောက်လို့ရပြီပေါ့နော်နောက်တစ်ခုကကြတော့ဒီအမျိုးသားတွေအတွက်ရေချိုသားဆက်ရေတိုသားဆက်ချာနီလန်းအနေနဲ့ဒီကွန်တုံးသုံးလို့ရတာပေါ့နော်ဒီကွန်တုံးတွေကိုရေတိုသားဆက်ချာနီလန်းနဲ့အမျိုးသားတွေနဲ့သုံးပြုလို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရေရှည်သားဆက်ချာနီလန်းပေါ့နော်ရေရှည်သားဆက်ချာနီလန်းမှာဆိုရင်အမျိုးသမီးတွေအတွက်ဆိုရင်ကျွန်တော်တို့ဒီလက်မောင်းထဲကိုထည့်တဲ့နော်အပ်လေးထည့်တာလုပ်လို့ရတယ်နောက်တစ်ခုကကြတော့ဒီတအိမ်ထဲကိုထည့်တဲ့ IUD လို့ခေါ်တယ်ပေါ့နော်တအိမ်ထဲထည့်တဲ့ပစ္စည်းလေးတွေပေါ့နော်အဲ့ဒါလေးသုံးလို့ရတယ်အဲ့ကောင်တွေကလိုအပ်တဲ့အချိန်မှာပြန်ထုတ်လိုက်ရင်ကိုဝန်ပြန်ရနိုင်တယ်ကလေးယူရတဲ့အချိန်ကလေးလိုချင်တဲ့အချိန်ကျပြန်ထုတ်ရင်ကိုဝန်ရနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့လုံးဝကိုလိုချင်တဲ့ကလေးအရေးအတွက်ရပြီကလေးလုံးဝမယူတော့ဘူးဆိုတာတေးချတယ်ဆိုရင် permanent sterilization လို့ခေါ်တဲ့လုံးဝပေါ့နော်အမြဲတမ်းတားကြောဖြတ်တဲ့နည်းတွေသုံးလို့ရတယ်အဲ့ဒါကအမျိုးသမီးမှာဆိုလဲတောင်းဝင်ချီတာတို့ဖြတ်တာတို့လုပ်လို့ရတယ်အမျိုးသားမှာဆိုလဲတုပ်ပြုံဖြတ်တာတို့ပေါ့နော်အမျိုးသမီးရောအမျိုးသားရောနှစ်ယောက်လုံးတွေလုံနိုင်တားကြောဖြတ်တာတွေလုံနိုင်တယ်နောက်ပြီးတော့ဒီ3လခန့်သားဆက်ချဆေးထိုးဆေးလေးတွေရှိတယ်ပေါ့နော်အဲ့ဒီဆေးတွေကဆေးတစ်ခါထိုးလိုက်ရင်3လအထိကိုဝန်သားခြင်းကိုစာပေးနိုင်ပါတယ်